ကိုဘက်ကတော့စေတနာအဖြစ်နဲ့ကူညီလိုက်တာဒါပေမဲ့တစ်ဖက်ကပြန်လာတာကမကောင်းတဲ့တုံ့ပြန်မှုဒီလိုဖြည်းမျိုးချုံမှုကြမှာပါနော်ကဲဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုရင်မီးခွင်းရဲ့အဖြစ်ကိုလေရှေးဟောင်းပုံပြင်လေးတစ်ပုဒ်ထဲမှာအတူတူလိုက်ရှာကြည့်ကြအောင်ဟုတ်ပါတယ်ဒါကလေကျွန်တော်တို့တော်တော်များများဂျုံဖူးကြတဲ့မိခွန်းတစ်ခုပါပဲစေတနာကိုအစေတနာနဲ့တုံ့ပြန်ခံရတဲ့အခါဘာလို့များလဲဆိုပြီးတွေးမိတတ်ကြတယ်မဟုတ်လားအံ့ဩစရာကောင်းတာကဒီမိခွန်းကိုမစ်စော်ဘုရားရှင်ကိုရိုတိုင်ကသူ့ရဲ့အထီးပုံဝါစစ်တော်တစ်ခုနေရှင်းရှင်းလင်းလင်းဖြေပေးခဲ့ဖူးပါတယ်ကဲဇလန်လေးကဘယ်မှာစလဲဆိုတော့ဝေလူဝန်ကျောင်းတော်မှာပါအဲ့ဒီမှာယဟန်တော်တွေစုပြီးတော့လေရှင်ဒီဝရရဲ့ကျေးဇူးကမ်းပုံတွေသစ္စာဖောက်ခဲ့တာတွေအကြောင်းကိုပြောဆိုဆွေးနွေးနေကြတဲ့အချိန်ပေါ့အဲ့ဒီလိုဆွေးနွေးနေကြတော့မှပဲမြတ်စွာဘုရားရှင်ကြွာလာပြီးယဟန်ဒီကိုဒီလိုမိန့်တော်မူခဲ့ပါတယ်ယဟန်တော်ဒေဝတဟာအခုမှကျေးဇူးကမ်းတာမဟုတ်ဘူးအတိတ်ဘဝကတည်းကသူ့ရဲ့တန်တန်မှာဒီလိုအကျင့်မိုးကိန်းအောင်နေခဲ့တာဆိုပြီးတော့ဇတ်တော်လေးတစ်ပုဒ်ကိုကိုလော်တိုင်းဟောပြခဲ့ပါတယ်ကဲဒါဆိုရင်မြတ်စွာဘုရားဟောကြားခဲ့တဲ့အဲ့ဒီဇတ်တော်လေးတွေကိုကျွန်တော်တို့အတူတူခီးသွားကြည့်ကြရအောင်လားဇလန်းကတော့ဟိုရှေးတုန်းကကာတီတိုင်းကတောနဲ့ကြီးတစ်ခုထဲမှာဖြစ်ပျက်ခဲ့တာပါအဲ့ဒီတောနဲ့ကြီးထဲမှာလေရေတောက်စရာဆိုလို့ရေတွင်းနဲ့ကြီးတွင်းပဲရှိတဲ့ဆိုတော့34တွေကသူတို့ဘာသာသူတို့ရေခတ်တောက်လို့မရအောင်ပေါ့အဲ့ဒီတော့ဘာကိုပဲအားကိုးနေရလဲဆိုရင်ဖြတ်သွားဖြတ်လာစိတ်ကောင်းရှိတဲ့ခရီးသွားတွေကရေတပါးလေးကိုရေဖြည့်ပေးတာကိုပဲမျှော်နေကြရတာပါဒါပေမဲ့ကန်ဆိုးချင်တော့ရက်တီတော်တော်ကြာတဲ့အထိခရီးသွားတယောက်မှအဲ့ဒီနေရာကိုရောက်မလာခဲ့ဘူးတေးဆန်နေလဲတဖြည်းဖြည်းနဲ့ရေငတ်တံကိုအဖေးထန်ခန်းစားလာရတော့တာပေါ့အဲ့ဒီထဲမှာမှမြောက်တကောင်ကတော့ရေစာလွန်းလို့ရေတွင်းထဲမှာဟိုဟိုဒီဒီနဲ့တော်တော်လေးကိုဒုက္ခရောက်နေခဲ့ပါတယ်အဲ့ဒီလိုဒုက္ခရောက်နေတဲ့အချိန်မှာပဲကရုဏာတရားကြီးမားလာတဲ့ပုံနာတယောက်အမတ်မထင်ရောက်ချလာပါတယ်အမှန်တော့အဲ့ဒီပုံနာဟာဖះလောင်းကိုယ်တိုင်မှာပဲရေငတ်ပြီးပင်မစငဲနေရှာတဲ့မြောင်လဲကိုမြင်လိုက်ရတဲ့အခါမှာဖះလောင်းရဲ့စိတ်ထဲမှာချက်ချင်းပဲတနာကရုဏာစိတ်တွေဖြစ်ပေါ်လာခဲ့ပါတော့တယ်ဒီနေ့ပုံနာကြီးကလည်းမငီးမညူပဲရေသွင်းတဲ့ကြီးထဲကနေရေကိုခတ်ပြီးတော့ရေတပါကိုအပြည့်ဖြည့်ပေးလိုက်တယ်မြောက်လေးလည်းအားရပါရရေတောက်ပြီးတော့ရောပုံနာကြီးကလည်းခေါင်းမှုတို့ခုလောလုတ်ပြီးပြီဆိုတဲ့စိတ်နဲ့အနီးနားကတစ်ပင်တစ်ပင်အောက်မှာခဏဝင်ပြီးအမောဖြီလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီမှာပဲထင်တော်မထင်ထားတဲ့အထီးဖြစ်တစ်ခုဖြစ်လာခဲ့ပါတယ်အသက်ကိုကက်တင်ပေးခဲ့တဲ့ကျေးဇူးရှင်ကိုကျေးဇူးတင်ရမယ့်အစားအဲ့ဒီမြောက်ကပုံနိုင်ကြီးနားမှာထိုင်ပြီးမျက်နှာပြောင်ပြောင်နဲ့လောင်ပြောင်တရော်ရတဲ့စလုပ်ပါတော့တယ်ပုံနာကြီးလည်းစိတ်ပြက်လက်ပြက်နဲ့ဒီလိုပဲပြောလိုက်မိပါတယ်မင်းရင်ကပြီးဒုက္ခရောက်နေတော့ငါအကူကြီးခဲ့တာတကယ်ပဲလူမိုက်ကိုပေါင်သိမင်းကြီးပြောတော့မှကောင်းကျိုးမပေးဘူးဆိုပြီးတော့ဗောသူတို့ကောင်းမဟုတ်ခဲ့သူတွေကိုကရုဏာပြမိတာအလကားပဲဆိုတာကိုသူကောင်းကောင်းကြီးသဘောပေါက်သွားတဲ့ပုံမှာပဲမြောက်ရဲ့ပြန်စကားကတော့ပို့ပြီးတော့တုံးလို့ဆရာကောင်းပါသေးတယ်။နောင်တရတဲ့ပုံစံတစ်ဆက်မပြတဲ့အပြင်တီလာစီးတဲ့မြောက်ဆိုတာပဲမကြဘူးလို့လေ။ခမ ्या ခေါင်းပေါ်အခုကြုံမစင်စွန့်ပြမယ်။ဒါကျိုးတို့ရဲ့တမာတာပဲတဲ့။ဆိုလိုတာကတော့သူ့ရဲ့ယုံမာတဲ့စိတ်ကမွေးရပါပဲ။ဘလို့မှပြောင်းလဲလို့မရဘူးလို့ပြောလိုက်တာပါပဲ။ပြောတဲ့အတိုင်းမှာပဲဇလန်းရဲ့အထူးထိပ်ကိုရောက်လာပါပြီ။မြောက်ဟာတစ်ကိုင်းပေါ်ခုံတက်ပူနာကြီးရဲ့ခေါင်းပေါ်မစင်စွန့်ချပြီးတာနဲ့တိုနဲ့ထေကိုထွက်ပြေးသွားပါတော့တယ်။ပူနာကြီးကတော့သူ့ကိုယ်သူတန်ရှင်းရေးလုပ်ပြီးခကြီးစက်ယုံပဲတက်နိုင်တော့တာပေါ့။ကဲဒါကတော့အတိတ်ကဇလန်းလေးပေါ့အခုဒီဇလန်းလေးကိုအကြောင်းပြုပြီးမြတ်စွာဘုရားကဝေလူဝင်ကျောင်းတော်မှာဘယ်လိုရှင်းပြခဲ့တယ်လဲဆိုတာကိုပြန်သွားကြည့်ကြရအောင်ပါမြတ်စွာဘုရားကဇလန်းထဲကစကောက်တွေဘဒူဒီလေးဆိုတာကိုဒီလိုစပေါင်းပြခဲ့ပါတယ်ဟိုတော့ကမကောင်းဆိုးဝါးဆင်ရှိတဲ့မြောက်ဟာအခုဘဝရဲ့ရှင်တေဝတတ်ပဲစိတ်ကောင်းစေတနာကောက်ရှိတဲ့ပုံနာကတော့ဘဒူးမှမဟုတ်ဘူးဖျားရှင်ကိုတော်တိုင်ပဲဖြစ်တယ်လို့ဆိုပါတယ်အဲ့လီနောက်မြတ်စွာဘုရားကညီကုန်းချွတ်အနေနဲ့ဒေဝဒတ်ဟာအခုမှထုတ်ပေါ်ပြုခဲ့တဲ့ကောင်းမှုတွေကိုကျေးဇူးကမ်းတာမဟုတ်ဘူးအတိတ်ဘဝကဒီကဒီအတိုင်းပဲလို့မိန့်တော်မူခဲ့ပါတယ်ဆိုတော့ဇတ်တော်ရဲ့အဓိကဆိုလိုရင်းကဘာလဲဆိုရင်တချို့မကောင်းတဲ့စိတ်လက္ခဏာတွေဟာလေတတ္တဝါတို့ရဲ့တန်ត្រာဆက်ဆက်မှာဖျောက်ခဲ့လို့မရအောင်နက်နက်ရှိုင်းရှိုင်းအမြင့်တွေနေတတ်တယ်ဆိုတဲ့အချက်ပါပဲကဲအခုဆိုရင်ဇလန်းရဲ့နောက်ဆုံးပိုင်းကိုရောက်လာပါပြီဒီစိတ်ဝင်စားစရာကောင်းပြီးမြစ်ချီတင်ခဲ့ဖြစ်စရာဇလန်းလေးကနေကျွန်တော်တို့အတွက်ဘယ်လိုမျိုးမှတ်သားစရာသင်ခန်းစာယူစရာတွေရနိုင်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ပါဒီဇက်တော်ကနေကျွန်တော်တို့အတွက်လက်တွေ့ဘဝမှာအသုံးတည့်မဲ့သင်ခန်းစာတွေအများကြီးရပါတယ်ပထမဆုံးကတော့လူတယောက်ရဲ့ပင်ကိုယ်တဘာဝအမှန်ကိုသူတို့ကိုကူညီလိုက်တဲ့အခါမှာအကောင်းဆုံးမြင်ရတတ်တယ်ဆိုတာပါပဲတခြားတ attva တွေမှာမကောင်းတဲ့စိတ်ကမွေးရပါဖြစ်နေတတ်တယ်ဒါကြောင့်ပညာရှိတွေက
လူမိုက်နဲ့မပေါင်းသေးနာအကောင်းဆုံးပဲလို့နားလည်ထားကြတာပေါ့ဒါမဲ့အရေးကြီးဆုံးအချက်ကတော့ကိုဖြူလိုက်တဲ့ကရုဏာတရားဟာတစ်ဖက်ကဘလို့ပဲတုံ့ပြန်လာပါစေအဲ့ဒီလောက်ရက်ကိုယ်တိုင်ကတန်ဖိုးရှိနေပြီသားဆိုတာကိုမမေ့ဘူးပါပဲ ဒီဇက်တော်လေးကိုလေ့လာခဲ့ကြတာအဆုံးထိနားဆင်ဖြစ်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဇက်တော်လေးကိုကြားနာရတဲ့ကုသိုလ်အကျိုးကြောင့်အားလုံးကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ညီကုန်းချုပ်လိုက်ပါတယ်ခင်ဗျာ